အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇင်နိုင်ထက် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော် white ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါခင်ဗျာအဖြူရောင်လေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တငယ်ချင်းတို့အနေနဲ့ဗီဒီယိုအသစ်တိုင်းသိရှိပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာဗီဒီယိုလေးလာလို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ TikTok အသုံးပြုသူတိုင်းသိထားတဲ့အချက်လေးတွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ Number 1အနေနဲ့ TikTok အကောင့်မှာဗီဒီယိုမတင်ခင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုစေ့ထားခြင်းနဲ့ဆိုရင်လေးကိုကျွန်တော်တို့ဖွင့်ထားလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဗီဒီယိုဟာ auto စေ့သွားမှာဖြစ်ပါတယ်။ More option နဲ့ဝင်လိုက်မယ်ဆိုရင်Video quality ကိုကောင်းစေချင်တယ်ဆိုရင် a low high quality upload ကိုကျွန်တော်တို့ဖွင့်ထားရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ save port with watermark ဆိုတာလေးဖြစ်ပါတယ်။ဒါဆိုရင်တော့ဒါလေးကိုပိတ်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့TikTok အကောင့်မှာဗီဒီယိုတင်လိုက်တဲ့အခါမှာကိုပြန်ပြီးတော့ save ရအချိန်မှာ watermark ပေါ့နော်ဒီ logo တွေပါမပါဘဲနဲ့တခြား platform Facebook တို့တခြား Instagram တို့အဲ့မဲ့တင်နေဆိုရင် logo ကြီးမပါဘဲနဲ့ကျွန်တော်တို့တင်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ။ Number 2ကျွန်တော်တို့ပုံလေးတစ်ပုံရွေးလိုက်မယ်ရွေးပြီးသွားရင်ကျွန်တော်တို့ကဗီဒီယို edit တွေပါလည်းမကျွမ်းဘူးပေါ့နော်ဘာမှလည်းမလုပ်တတ်ဘူးဆိုရင်ဒီ night ကိုမသွားဘဲနဲ့ auto cut ဆိုတာလေးရှိပါတယ်အဲ့အရာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူက second လေးခဏလေးစောင့်ပေးလိုက်ပါစောင့်ပေးလိုက်တယ်ဆိုရင်ဒီလိုလေးသူကလည်းတရှင်းလေးနဲ့ edit လုပ်ပြီးပါတယ်ကဲလို့ကိုကအဲ့တရှင်းနဲ့မကြိုက်ဘူးဆိုရင်လည်းဒီမဲ့အောက်လေးမဲ့နောက်တရှင်းလေးတစ်ပုဒ်ကိုပြောင်းလို့ရပါတယ်ဒီလိုလေးလည်းပြောင်းလို့ရပါတယ်နောက်တစ်ခုအမျိုးလေးလည်းပြောင်းလို့ရပါတယ်အခုအဲ့လိုမျိုးလေးအမျိုးမျိုးပြောင်းလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့auto cut ကလေးထည့်ထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးထည့်ထားမယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကquality ကောင်းပြီးတော့တခြားသူတွေကြည့်ရတဲ့အချိန်မှာလည်းပို့ပြီးတော့ကြည့်လို့ကောင်းမှာဖြစ်ပါတယ်ခင်ဗျာ Number 3ကတော့ကျွန်တော်တို့ရဲ့ TikTok account ဒီ setting မြင်းလေး3ချောင်းတွေကိုဝင်လိုက်ပါဝင်ပြီးသွားရင်တော့ TikTok Studio ဆိုတာရှိပါတယ်အထက်လေးဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ TikTok account ကငွေဝင်ပြီလားမဝင်ဘူးလားဆိုတာကိုစစ်ကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ monetization 6လို့ရပြီလားမရဘူးလားဆိုတာကိုစစ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီအောက်လေးမဲ့ဘေးလေးကိုဆွဲလိုက်ပါဒီနေရာလေးရောက်ပြီဆိုရင်ပြီးသွားရင်တော့ creator reward program ဆိုတာရှိပါတယ်အထက်လေးဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်ဒီမဲ့ကျွန်တော်တို့ဒီအချက်လေးကျွန်တော်တို့အမှန်ကျစ်လေးဖြစ်နေရမှာဖြစ်ပါတယ်ခင်ဗျအမှန်ကျစ်လေးဖြစ်နေရမှာ follower 10k ဖြစ်ရမယ်16နှစ်အထက်ဖြစ်ရမယ်ပြီးသွားရင်ရက်30အတွင်းပေါ့နော် 100k video view ဖြစ်ရမှာဖြစ်ပါတယ် 100k video view ဆိုတာကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ထဲကနေပြီးတော့ 100k ရလည်းရပါတယ်10ပုတ်ကနေ 100k လည်းရပါတယ်ခင်ဗျအဲ့ဒါပြည့်သွားပြီဆိုရင်ကျွန်တော်တို့monetization 6လို့ရမှာဖြစ်ပါတယ်ခင်ဗျ Number 4 ကတော့ကျွန်တော်တို့ဒီ menu setting လေးတွေထပ်ပြီးဝင်လိုက်မယ်ဝင်ပြီးသွားရင်တော့ဒီ setting and privacy ထဲကိုထပ်ဝင်လိုက်မယ်ကြည့်သွားရင်တော့ privacy ထဲကိုဝင်လိုက်မှာဖြစ်ပါတယ်ဝင်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ download ဆိုတဲ့နေရာလေးကကျွန်တော်တို့ on ဖြစ်နေရင်ကျွန်တော်တို့ပိတ်ထားလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကိုတခြားသူတွေဗီဒီယိုအလွယ်တကူ download ဆွဲပြီးတော့တခြားသူတွေကတင်လို့ရမှာမဟုတ်တော့ပါဘူးခင်ဗျဒါလေးကိုပိတ်ထားလိုက်မယ်ဆိုရင်တင်လို့ရတော့မှာမဟုတ်ပါဘူးခင်ဗျနောက်တစ်ခုကတော့ following list ဆိုတာလေးရှိပါတယ်အထက်လေးကိုဝင်လိုက်မယ်ဆိုရင် everyone ဆိုပြီးတော့ဖြစ်နေပါလိမ့်မယ် everyone ဆိုတာကျွန်တော်တို့ follow လုပ်ထားတဲ့သူတွေပေါ့နော်သူတွေကိုတခြားသူတွေကမြင်ရမှာဖြစ်ပါတယ် only you လေးပြောင်းလိုက်မယ်ဆိုရင်ကိုဘသူကို follow လုပ်ထားရဲဆိုတာကိုမြင်ရတော့မှာမဟုတ်ပါဘူးခင်ဗျနောက်တစ်ခုကတော့ဒီအပေါ်ဆုံးမှာ private account အဲ့အရာလေးကိုဖွင့်ထားရဲဆိုရင်ကျွန်တော်တို့ရဲ့ TikTok account ကိုဘယ်သူမှပေးမပြရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါလေးကိုပိတ်ထားစေချင်ပါတယ်ခင်ဗျဒါလေးဒီတိုင်းလေးဖြစ်နေမှသာကိုယ့်ရဲ့ account က public ဖြစ်ပြီးတော့တခြားသူတွေတွေ့မြင်ပြီးတော့ကျွန်တော်တို့ like တွေအသေးရမှာဖြစ်ပါတယ်ခင်ဗျ Number 5နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့ TikTok account တွေကိုဘယ်သူတွေခိုးတုံထားတယ်ဘယ်ဖုန်းတွေခိုးပြီးဝင်ထားတယ်ဆိုတာကိုကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ security and permission ဆိုတာလေးရှိပါတယ်အထက်လေးဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်
ဒီမဲ့ security alert ဆိုတာလည်းရှိပါတယ်အထက်လေးဝင်လိုက်မယ်ဆိုရင်ဒီမဲ့ကျွန်တော်တို့ရဲ့ဖုန်းတွေဘယ်ဖုန်းတွေကဝင်ထားရဲဆိုတာရှိပါတယ်ခင်ဗျဒါတော့ကျွန်တော်အရင်တော့ Huawei ဖုန်းနဲ့ဝင်ထားပြီးတော့အခုဟာ iPhone 13 Pro Max ထပ်ပြီးတော့ဝင်ထားပါတယ်ခင်ဗျနောက်ဗီဒီယိုလေးမယ်ဒီတက်ကောင်းတဲ့ဗီဒီယိုလေးဒီတက်အဆင်ပြေအောင်ကျွန်တော်ပို့ပြီးတော့အကျိုးစားပြီးတင်ဆက်ပေးသွားပါမယ်အားလုံးပဲအထူးကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုလေးမယ်ပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျ